ရှိပါတယ်အဲ့ကွာအကြီးနဲ့ထုတ်တယ်ဟုတ်တာကတန်တမမဖောက်အောင်ဟုတ်လားထွက်ကြတော့မှဒီလိုမျိုးလေး mask တွေအများကြီးပါပဲသူကလေဒီလာတက် share ပဲမှာအနာတကယ်ကိုမိုက်တဲ့နဲ့ပြီးမှလုပ်ရမယ်စီရနေများရှိတယ်ဒီဘက်ကနာမထင်တာလည်းတော့7ပါဝါဗီဒီယိုရိုက်ရတယ်ဒီလိုဖြစ်ပါဒါကမှမွိုင်းချလိုက်ပါနော်အရာဒီတို့ကပိုးတော့လေအဲ့လိုမျိုးဒီမှာဒီလိုမျိုးဂျယ်လီလိုမျိုးအေးလေးဒီမှာဒီတုံနောင်ဖြစ်နေဖလောရိုက်နေတဲ့ဆိုရင်ကွာဘာလို့လုံးဝမသိဘူးမေဝါရဲ့ဒီအပြင်ဘာလို့မအဲ့လိုမသိမရတော့ကိုကနဲ့ကိုဆိုတော့စဉ်းစားပြီးတော့အဲ့လိုမျိုးဖြစ်တယ်။ဒီအိုင်းဆိုမျိုးမှာခိုင်ကြညဘက်ကြီးရိုက်ပြနေမှာကျွန်မ sunscreen တွေပါကောက်လို့ပြနေတာကွာတိလား။အထွေးရအဲ့လိုဗီဒီယိုရိုက်ပြီဆိုတော်တော်လေးလောက်ကောကိုကနဲ့ကိုဆိုအဟုတ်သူကနဲ့သူဒီအဲ့မှာစားဒွင်းတည်းသူတို့ရှိမှလဲစပြီးတော့ပေါ်ကားစားဖြစ်ပါလိမ့်မယ်ဒီလားအဲ့လိုမျိုးဂျင်းထက်တာပေါ့ကွာပြောရမလို့ဘေးကလည်းမသိတော့ဂျင်းမိတာပေါ့မာကြီးကွာဒီလားအဲ့လိုမျိုးရဲတဲ့မှာ2ရက်လောက်ထားနေတယ်ပျော့သွားတယ်အဲ့လိုထားလို့ရလားမရလားလည်းဘေးကမသိဘူးဝယ်ပြီးချင်းစားနေရဆိုကြိုက်လို့တော့မရဘူးတိတ်လည်းမမွေသေးဘူးမာကြီးမွန်ထောင်းအောင်လေမွန်ထောင်းကပုံမှန်မာရဆိုတည်တယ်ဒါပေမဲ့ဂျက်ခဲကြီးဖြစ်နေတာကွာဒီလားကြိုက်လို့လည်းမရဘဲနဲ့လေအဲ့လိုမျိုးလက်ကြီးနဲ့ဂျလိုကြီးတောင်မှကြည့်ကနေတော့မြင်အဲ့လိုမာကြီးဒါမဲ့လည်းဝယ်ထားပြီးမှဈေးလည်းကြည့်ရဒီချိန်ရတဲ့မှာမပေါ်သေးတော့လေအဲ့လည်း2မျိုးပြီးစားရတယ်3ရက်လောက်ထားစားရတယ်အဲ့တော့နည်းနည်းလေးနောက်ဆုံးရက်ဒီမှာနည်းနည်းလေးတော့သူပျော့သွားတယ်အဲ့လိုမျိုးဒါမဲ့အဲ့လိုထားရလားမထားလားသူလေကိုကစားပြီးမှသူများတွေကအနမ်းမကြိုက်တဲ့သူလည်းရှိုးရတဲ့ try မှာအားနာလို့ဗျာအဲ့လိုဒါတကယ်ချင်းနဲ့အနမ်းခံလာမှာဆိုတော့အဲ့လည်းကိုကမများစားလိုက်ရတယ်အဲ့လည်းနှစ်ဖူးမှာအဖူလေးထွက်ချင်တယ်လို့ဖြစ်သွားရတယ်သူတို့ကတအားပူပါလေအခုစပယ်လက်တွေမှုတ်ပြီးပါပြီဆိုတော့စပယ်လက်ချပြီးပေါ့နော်ဒီနေ့ကစစ်ပဲဒီနေ့က Sunday ဆိုတော့ဘာမှလည်းလုပ်ချင်မရှိဘူးအဲ့တော့စစ်ဗလော့ရိုက်တယ်အခုဗလော့ရိုက်ပြီးပါပြီဆိုတော့ထုံးစံတိုင်းပဲဒီမှာပွားစာကျင်းနေပစ္စည်းလေးတော့ရှင်းမယ်ပေါ့နော်ဒီမှာပွားစာကျင်းနေရဲ့ခုနကပြီးဒီမှာဗလော့ရိုက်တော့ပေါ့နော်ပစ္စည်းတို့ကမန်းကနဲ့တုံကမန်းကနဲ့ပြချတာတို့ပြီးပြန်ရှင်းမယ်အဲ့ရလေးကိုလည်းပါပြန်ပြီးတော့ခင်းမယ်ပြန်ပြီးတော့ရှင်းမယ်ပြီးအခန်းဝင်နေမှာရှင်းပြီးတော့အိတ်ပါတော့မယ်အဲ့အရာတော့ပြရိုက်ပြရတော့ဘောနော်မြန်မြန်ဆန်ဆန်လုပ်လိုက်တော့မယ်အတန်ကြီးရမ်းထွက်လာမကောင်းမိုးချုံနေပြီဆိုတော့လေပြီးရ vlog လေးတွေကိုကြည့်ပြီးတော့ပြီးရကျေးဇူးတင်တယ်ပြီးတော့ပြီးရ YouTube ကိုလည်း subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ပြီးရ Facebook page ပြီးရInstagram TikTok အားလုံးလည်း follow လုပ်ပေးထားတဲ့သူတွေရောဗီဒီယိုလေးကိုပြန်ကြည့်ပေးတဲ့သူတွေအကုန်လုံးကိုပြီးကတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အားပေးရပြီးတော့သဘောကျတဲ့ချစ်ပေးရ
အကြံပေးရအကုန်လုံးပြီးတော့တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးရဗီဒီယိုလေးကိုနောက်ထပ်ဗီဒီယိုလေးတွေကိုလည်းဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအားလုံးကလည်းကျေးဇူးအများကြီးတင်ပါတယ်အိမ်မလာလာလေးမကြပါစေအားလုံးလည်း good night ပါ